မြမရိုးရအားကစားနည်းတစ်ခုဖြစ်သည့်ရွှေစောညိုအားကစားနည်းသည်ကျေးလက်ဒေသများတွင်လာတာသောညများ၌အဓိကကစားလေးရှိပြီးစုပေါင်းပျော်ရွှင်မှုကိုရှာဖွေသည့်နီလန်းတစ်ခုလည်းဖြစ်သည်အ ਨੇ ဆုံးလူ6ယောက်မှစတင်ကစားနိုင်ပြီးတစ်ယောက်သည်ခွေးယူအဖြစ်ဆောင်ရွက်ရသည်ကြာလူများသည်တစ်ယောက်နောက်တစ်ယောက်အင်ကြီးစားကိုကင်ကာစီတန်းလျက်ရချသည်စတင်ရန်စီတန်းလိုက်သူများကရွှေစုံညိုပါကိုလွတ်လွတ်ဝဲပါသည်ဟုတံပြိုင်တီဆိုကြသည်ခွေးယူလုတ်သူကမထွေးလွတ်လွတ်ဝဲပါသည်ဟုပြန်ဖြေရသည်ထိုအခါအုပ်စုလိုက်ကမထွေးမပါတို့ချင်းတာဟေဟုဆိုပြန်ကခွေးယူကပါပါလျက်သားနောက်ကထားဟုပြောဆိုခြင်းဖြင့်ကစားပွဲကိုစတင်သည်ထိုနောက်ခွေးယူကချောင်းငယ်ရည်နှင့်ဆေးပါမယ်မြင့်ငယ်ရည်နှင့်ဆေးပါမယ်ပင်လယ်ရည်နှင့်ဆေးပါမယ်စသည်ဖြင့်ရေအမျိုးမျိုးကိုညွှန်ကတလဲ့စီရွတ်ဆိုပြီးနောက်ဆုံးတွင်ပင်လယ်ရည်ဘဲမခန်းပါထွေးအမိဖန်းဟုအော်သည်ထိုအခါအုပ်စုလိုက်ကတံပြိုင်အော်ကစီတန်းဤနောက်ဆုံးသူဖြစ်သည့်မထွေးကိုခွေးယူမဖမ်းမိအောင်ကာကွယ်ကြရသည်ဤသို့ဖြင့်ရွှေစုံညိုကစားနည်းသည်ပူးပေါင်းဆောင်ရွက်မှုရွှင်လန်းမှုနှင့်မမယဉ်ကျေးမှုအမွေအနှစ်တရအဖြစ်ကျေးလက်ဘဝဤလှပပေါပုံရိပ်တစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်